နေ့ရက်ကိုသံဃာတော်ရှင်မြတ်တို့အမှုမြတ်တော်အယုံဆွမ်းခဲ့ပွဲဘောဇင်တို့ထက်တကွဝါဆိုသင်္ကန်းတို့ကိုဆက်ကလှူဒါန်းရရှိကြကုန်သောဒေါ်ချိုကျလိုင်းမိသားစုနဲ့တကွကိုရီးယားနိုင်ငံ၌လုပ်ငန်းကိစ္စများဆောင်ရွက်လျက်ရှိသောမောင်တန်းဇော်မောင်ဝေရန်မောင်ကျော်မျိုးသူမောင်ဇော်ထွန်းဦးမောင်ဇော်ဝင်းလည်းနဲ့တကွမိသားစုပေါင်းသူတော်ကောင်းတို့၏၎င်းသာဗရာနေညီမလာခါခါသိဖို့ဒီစီစဉ်ချက်တည်းထွေထွေတို့တနေ့တခြားတိုးတက်ကြီးပွားများပြားခြင်းသည်ဘဝတုစင်စစ်ဧကမှမသွေဖြစ်ပါစေတည်းယေမင်္ဂလာလောကီလောကုတ္တရာစီးပွားဥစ္စာယရနာရွှေငွေဖြားဖြားတို့နှင့်ပြည့်စုံကြ၍ကိုယ်စိတ်နှဖျားချမ်းမှချမ်းသာခြင်းရှိရလေအောင်ကောင်းစွာမသွေကူညီဆောင်ရှောက်မှစနိုင်ကြပါစေကုန်တည်းအားလုံးကြာကြာသမျှအမြယူတော်မူကြပါကုန်လောသာဓုသာ